안녕하세요. 서울메 코리아 랭귀지 센터 마 조조바레 티체 김비바. 티체로 딘디 레벨 4 미고리리 사비로တင်ရအောင် level 4 မိကိုနေဒီ21ကနေပြီးတော့စပါတယ်ပြီးတော့ဂျေရူဒီယာကစာပိုက်တစ်ပိုက်ကိုဖတ်ပြီးတော့21 22ဆိုပြီးတော့မိကိုနှစ်ပုတ်ကိုဖြည့်ရပါတယ်21 22မှာထောင်းမွေကိုအောက်ပါကိုဖတ်ပြီးတော့တဲ့မူရမဲထပ်ဖတ်ရှိရှိမိကိုမှာဖြည့်ပါဆိုပြီးတော့ဖြည့်ခိုင်းတာပါတယ်အဲ့မှာ21မှာဘာဒီကိုမေးလဲဆိုတော့ဘင်ခါနဲ့ကိုလေထဲတဲ့ဒရော့ကာဝင်သွားမဲ့မာလို့စကားအနေနဲ့가장 알맞은 것을 고르십시오.အမှန်ကန်ဆုံးရအောင်ရွေးချယ်ပါတဲ့။အဲ့ဒီမှာအမြဲတမ်းမေးတတ်တာခွန်ညုံအောလို့ခေါ်တဲ့ EDN လေးတွေရဲ့ဒါမှမဟုတ်ရင်ဆိုတန်းလို့ခေါ်တဲ့စကားပုံလေးတွေရဲ့မေးတတ်ပါတယ်။အဲ့ဒီအရာလေးတွေကိုယူရိုဘွန်တို့လေ့လာခြင်းနေဆိုရင် Soulmate Korean Language Center ရဲ့ Facebook page မှာချဲတင်ထားပေးပါတယ်။ TikTok မှာလည်းရှိတယ်ဒါပေမဲ့ Facebook page မှာဆိုရင်တော့ပို့ပြီးတော့ယူရိုဘွန်တို့တည်တည်ချာချာလေးမြင်ရလိမ့်မယ်ပေါ့နော်။ပြီးတော့နံပါတ်22ကကြတော့ weekly အပေါ်အစာပိုင်းရဲ့နေရုံကွာအကြောင်းအရာနဲ့ 같은 거တူညီတာကိုကိုရရှိဖြိုရေးချယ်ပါတဲ့။အဲ့တော့ကျွန်တော်ကမဖြေခင်အပေါ်ကစာပိုင်းလေးကိုဖတ်ကြည့်ကြပါမယ်။ 학생수 감소로 학생술 장다이အတွက် 감소로 ကျဆင်းနေရပါတော့အဲ့တော့장다이အတွက်ဒီကျဆင်းနေတာကြောင့်တဲ့폐교가 될 뻔한 폐교ဆိုတာကကြောင့်ကျောင်းကိုအပိအတိုင်ပိတ်သိမ်းရတာပါအဲ့တော့ဒီကျောင်းကအပိအတိုင်ကိုပိတ်သိမ်းတော့မလို့ဖြစ်သွားတဲ့상골 초등학교가ဒီတောနဲ့ကြီးမှာရှိတဲ့ချိုတောဟာကျိုမူလာတန်းကျောင်းလေးကတဲ့ဝီကီရဲ့ဆိုအဲ့တော့သူတို့ဒီကျောင်းပိတ်သိမ်းရမယ့်အကြက်အတဲကနေပြီးတော့ဘောစောနာလွတ်မြောက်ခဲ့တယ်ဒါကြောင့်ဟွာချက်ရီတာလူတွေကဒီအကြောင်းအရာကိုအပြောများနေကြပါတယ်이 학교 선생님들은ဒီကျောင်းကဆရာမတွေဒီဆရာမတွေဒီပေါ့နော်အဲ့လိုမျိုးကြီးလုပ်ကြတယ်အဲ့လိုမျိုးကြီးလုပ်ပြီးတော့တဲ့학교들ကျောင်းကို살리ကဲတင်နိုင်မဲ့ဖမ်ပေါ့ဒီလန်ကိုခိုမင်းဟက်တာသူတို့တွေအကုန်လုံးဝိုင်းဝန်းပြီးတော့ပူပန်ခဲ့ကြရပေါ့ကရုံဘာလုတ်ပြီးတော့ကြောင်းကဲတင်ပါလေဖြည့်ကြည့်မယ်တခါတည်းဒီလိုဖြည့်လိုက်နော်ဘယ်လိုဖြည့်မလဲဆိုတော့눈을 딱 감다ဆိုတော့မျက်လုံးကိုချေဘာလုပ်လိုက်တာလဲမှိတ်လိုက်တာအဲ့တော့မျက်လုံးကိုမှိတ်ပြီးတော့ရှာကြတယ်တဲ့မျက်လုံးမှိတ်ပြီးတော့ရှာတယ်ဆိုတော့အဆင်ပြေပါမလားမပြေဘူးနော်အဲ့တော့ရောဘုံတို့ဒီမှာဖြည့်တဲ့အခါမှာပေါ့နော်ဒီ EDN ရဲ့အတိတ်ပဲကိုမသိဘူးဆိုရင်တော့ချဲတို့မြန်မာလူလေးဘာသာပြန်လိုက်ဘာလို့လဲဆိုတော့ချဲတို့မြန်မာနဲ့ဒီကိုရီးယားရဲ့ EDN နဲ့ကကြတော့80ရာခိုင်နှုန်းလောက်ပေါ့နော်အဲ့လိုရာခိုင်နှုန်းလောက်နှီးပါတူတယ်သူ့ရဲ့အတိတ်ပဲကိုတစ်ခါတည်းတန်းသိရင်တော့ပိုကောင်းတယ်တိုးတော့မသိဘူးဆိုရင်လေဘာသာလေးတော့ပြန်ကြည့်လိုက်ထည့်လို့ရမလားမရမလားဆိုတာကချဲတို့မှန်းကြည့်လို့ရတယ်ပေါ့နော်မျက်လုံးမှိတ်ပြီးတော့ရှာမယ်ဆိုချဲတို့အဆင်ပြေလားမပြေဘူးနော်နုနုတက်ခမ်တာဆိုတာကဘာတိတ်ပဲလဲဆိုတော့သူဒီခွင့်လွတ်ပြီးတာပါအဲ့တော့ခွင့်လွတ်ပြီးတော့ကြောင်းကေတင်နိုင်မဲ့နီလန်ကိုရှာဖြစ်နိုင်လားမဖြစ်နိုင်ပါဘူးအဲ့တော့နံပါတ်1ကချောင်းတပ်အနီရောပြီးတော့မော်ဒီဒမတ်တဲကိုမော်ဒီဒမတ်တဲတာဆိုတာတော့ခေါင်းချင်းဆိုင်လားအဲ့တော့ခေါင်းချင်းဆိုင်ပြီးတော့နီလန်ရှာဖြစ်နိုင်လားဖြစ်နိုင်တာပေါ့အဲ့တော့ဒီကောင်းဒီနံပါတ်2ကချုံတပ်အဖြစ်ခေါင်းချင်းဆိုင်နေဆိုတာကချေတို့ပါလဲဆိုတော့သူတို့ကအဲ့လိုခေါင်းချင်းဆိုင်ပြီးတော့ဆွေးနွေးတဲ့အခါမှာသုံးတာပါအဲ့တော့ဒီကောင်ကအဖြစ်မှာထပ်ပြီးတော့ဖတ်ကြည့်ဆုံးတဲ့လက်မှာတမှုချွေကိုချွေးစီတွေပြန်လာအဲ့တော့လက်မှာချွေးတွေပြန်နေလက်ချွေးပြန်ပြီးတော့ချေတို့ဒီနီလန်ကိုရှာတယ်အဆင်ပြေလားမပြေဘူးเนาะနေသူကဆုံးတဲ့တမှုချွေတာဆိုတာကကြတော့ဘာဖြစ်တာလဲဆိုရင်လက်မှာချွေးပြန်နေဆိုချေတို့ကစိတ်လှုပ်ရှားနေတာပါအဲ့တော့ဒါလည်းအဆင်မပြေဘူးပြီးတော့မိုးလို့ခေါ်ချေဒီ level မှာဟစ်မှုချူတာတော့ဘာလုပ်တာလဲဆိုတော့အားကိုပေးထားတယ်အဲ့တော့သူဒီဘာလုပ်တာလဲဆိုတော့နည်းနည်းမြောက်ကြွားနေရမျိုးပေါ့နော်နည်းမြောက်ကြွားနေရမျိုးမိုးကြွားနေရမျိုးအဲ့လိုပုံစံမျိုးပြောတာပါအဲ့တော့ချေတို့ကနီးလန်းရှာတဲ့အခါမှာသူတို့ခေါင်းချင်းဆိုင်ဆွေးနွေးရမှာအဲ့အတွက်ဒီပေါ့နံပါတ်2ကမှန်နေတလူလေးတမ်းပြီးတော့ဖြည့်ပေါ့နော်ဖြည့်ပြီးတော့မှချေတို့နောက်တစ်ပုတ်ထပ်ဖတ်အဲ့တော့သူတို့တွေနီလန်တွေကိုဆွေးနွေးခဲ့ကြတယ်ကြောတာအဲ့လိုလောက်ရက찾은 것이ရှာတွေ့ခဲ့တဲ့နီလန်ကတော့တဲ့음악특성화학교였다
ဒီကျောင်းကိုဂီတအထူးပြုကျောင်းလုပ်ဖို့ဆိုပြီးတော့ရွေးချယ်ခဲ့ကြတာတဲ့선생님들은ဒီဆရာမတွေဒီယေဆုတေဟကျောရဲ့တော့ဒီယေဆုတေဟကျောလို့ခေါ်တဲ့အနုပညာတက္ကသိုလ်စီတိုပေါ့နော်협조를 요청해သူတို့နဲ့ပူးပေါင်းပါဝင်ပေးပါဆိုပြီးတော့တောင်းဆိုကြတယ်တောင်းဆိုပြီးတော့학생들에게ကျောင်းသားတွေစီ다양한 성능라တဲ့악기들တူရိယာတွေကို가르칠သင်ကြားပေးမဲ့전문가를 구했다ကျွမ်းကျင်ပညာရှင်တွေကိုရှာခဲ့ပါတယ်그런ကျွမ်းကျင်ပညာရှင်တွေဘယ်သူစီရရလဲဆိုယေဆုတေဟကျောရဲ့အကူအညီနဲ့ပေါ့တို့ထပ်ပြီးတော့기업လို့ခေါ်တဲ့လုပ်ငန်းစုတွေလုပ်ငန်းစုကြီးရှိတယ်သူတို့ရဲ့ဂီဘူးတွေလှူဒန်းမှုတွေကိုဘာသာရှုလိုက်ပါတယ်ပြီးတော့ယူမြောင်းအမကာဝနမေကြီးဒီဂီတာပညာရှင်တွေရဲ့함께하는အတူတကွလုပ်တဲ့ခွဲတို့ဒီဂီတာဖျော်ဖြေပွဲတွေကိုလည်း개최했다ကျင်းပခဲ့ကြတယ်이런 소문을 듣고ဒီလိုမျိုးသတင်းတွေကိုကြားပြီးတော့음악을ဒီဂီတာတွေကို배우러သင်ယူဖို့오는လာကြတဲ့학생들이ကျောင်းသားတွေ생기면서ပေါ်ပေါက်လာပါတယ်အဲ့လိုပေါ်ပေါက်လာရင်းနဲ့ပဲတဲ့이 학교는ဒီကျောင်းဒီ배교 위기에서 벗어났다အဲ့တော့ဒီကျောင်းကြီးကိုပိတ်ရမယ့်အချက်တည်းရနေပြီးလွတ်မြောက်ခဲ့ပါတယ်အဲ့တော့ဒီကောင်းတဲ့တူတဲ့ဟာလေးကိုရွေးကြည့်မယ်နံပါတ်1이 초등학교는 디물라는 장가로의 기업의လုပ်ငန်းစုတွေရဲ့လုပ်ငန်းစုလူတွေစီကိုပေါ့နော်요청해အကူအညီတောင်းလိုက်တဲ့악기 전문가를 구했다ဒီကျွမ်းကျင်ပညာရှင်တူရိယာကျွမ်းကျင်ပညာရှင်တွေကိုသူတို့ကရှာဖွေနိုင်ခဲ့တယ်ဟုတ်လား 기업의အကူအညီနဲ့မဟုတ်ပါဘူး이 초등학교는 디물라는 장가로의 선생님들의ဆရာမတွေရဲ့노력에도 조사အထောက်နေမှာလဲပဲပေါ့နော်학생수가 줄였다ဒီကျောင်းသားအရေအတွက်ကကျသွားပါတယ်အခုတော့ဟုတ်လားမဟုတ်ဘူးသူတို့ဖြက်ကမာနေမဖြတ်လိုက်ရပါဘူးပြီးတော့ခုနဆိုလဲသူ전문가တွေကိုရတာဘယ်ကနေရလဲခုနကယေဆုတေဟကျောကနေရတာနော်ယေဆုတေဟကျောရဲ့အကူအညီကနေပြီးရတာအဲဒါကြောင့်နံပါတ်1ကမဟုတ်ဘူးပြီးတော့နံပါတ်3ကကျတော့이 초등학교에서ဒီမူလာတန်းကျောင်းမှာတဲ့ဒီမူလာတန်းကျောင်းကနေပြီးပေါ့နော်개최한ကျင်းပတဲ့음악회ဒီဂီတာဖြော်ပြပွဲမှာ유명음악가가 참여했다နာမည်ကြီးဒီဂီတာပညာရှင်တွေပါဝင်ဆင်နွှဲခဲ့ပါတယ်ဟုတ်လားဟုတ်ပါတယ်အဲ့တော့ထုံတပ်ទី3번ဘသူရဲ့အကူအညီနဲ့လဲခုနတော့က기업လုပ်ငန်းစုတွေကလှူဒန်းထားတဲ့ဟာတွေเนาะလှူဒန်းတဲ့အကူအညီတွေကိုသူကရှုလိုက်တယ်ယူပြီးတော့ခေါ်တယ်ပေါ့နော်ပြီးတော့이 초등학교 선생님들이ဒီမူလာတန်းကျောင်းကဆရာမတွေဒီတဲ့ 학생들에게ကျောင်းသားတွေစီ직접သူတို့ကိုယ်တိုင်악기들တူရိယာတွေကို가르쳤다သင်ကြားပေးခဲ့တာဟုတ်လားမဟုတ်ပါဘူးအဲ့တော့ကျန်21ရဲ့ဖြည့်သည်2번နံပါတ်2ဖြစ်ပြီးတော့22ရဲ့ဖြည့်သည်3번နံပါတ်3ပါရမယ်နော်အဲ့တော့ကျတို့ဒီနေ့21 22လေးနဲ့ပြီးသွားပါပြီနောက်နေ့ကျမှနောက်မိကုံပုံစံလေးနဲ့ပြန်တွေ့ပါမယ်안녕 여러분